အားလုံးပဲမင်္ဂလာပါအဲ့တော့ဇနီးမိပေါကရံပေါ့နော်လင်မယားနှစ်ဦးပေါင်းတဲ့နေစဉ်မှာဇနီးရဲ့နာမည်နဲ့မှတ်ပုံတင်စာချုပ်ချုပ်ပြီးတော့ဝယ်ယူလိုက်တယ်ပေါ့ဝယ်ယူတဲ့အခါမှာလင်မယားနှစ်ယောက်ကွာရှင်းလိုက်ကြတယ်ပစ္စည်းကမ်းမခွဲသေးပဲနဲ့နော်ဇနီးတူရဲ့ဂရန်နဲ့အမိပေါဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဂရန်ကဇနီးပိုင်ဆိုင်တာလားဆိုပြီးတော့မေးမြန်းထားတဲ့အတွက်ဆွေးနွေးပေးသွားပါမယ်နော်လင်မယားနှစ်ဦးပေါင်းတဲ့နေစဉ်မှာဝယ်ယူထားတဲ့မြေကအယောင်းဝယ်မှတ်ပုံတင်စာချုပ်ဒါမှမဟုတ်လို့ရှိရင်ဂရန်မှာလင်သို့မဟုတ်မယားတူရဲ့အမိပေါဖြစ်နေပေမဲ့လည်းမြန်မာဓလေ့ထုံးတဲ့ဥပဒေအရလင်မယားနှစ်ဦးပိုင်ပစ္စည်းဖြစ်ပါတယ်လင်မယားနှစ်ဦးပေါင်းတဲ့နေစဉ်မှာဇနီးနာမည်နဲ့မှတ်ပုံတင်စာချုပ်ချုပ်ပြီးတော့ဝယ်ယူလိုက်တယ်လင်မယားကွာရှင်းလိုက်တယ်ပစ္စည်းကမခွဲသေးပဲနဲ့လင်မယားဇနီးတူရဲ့ဂရန်အမိပေါဖြစ်လာပေမဲ့လည်းခုနမူလလက်ထပ်ဘွားပစ္စည်းကဂရန်တူရဲ့အမိပေါသူပိုင်ပစ္စည်းဖြစ်မလာနိုင်ပါဘူးလို့ဖြေချပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်